အားလုံးပဲမင်္ဂလာပါကျွန်တော်ဒူဒီဝေကြီး YouTube channel ကနေပြီးတော့ကျွန်တော်26ရက်တလ12နာရီ10မိနစ်အတွက်ကျွန်တော်တင်ဆက်ပေးခြင်းဖြစ်ပါတယ်ဒူဒီချင်းမိတ်ဆွေများ26ရက်တလ2026 12နာရီ10မိနစ်အတွက်ကျွန်တော်ဒူဒီချင်းမိတ်ဆွေများ1694ထိမှပေါက်ပါမယ်ဒူဒီချင်းမိတ်ဆွေများကျွန်တော်1694လေးကိုကျွန်တော်ခုံသွင်းများ16ပရိနဲ့ကျွန်တော်ရွေးထုတ်ထားတဲ့ကဏ္ဍလေးတွေရှိပါတယ်အဲဒူဒီချင်းမိတ်ဆွေများ16 19 10 64 65 60 9ခု98 9နှစ်43 4ခု4နှစ်ကျွန်တော်ရဲ့ဒူဒီချင်းမိတ်ဆွေများကျွန်တော်ဒီထဲမှာကျွန်တော်ရဲ့ဒူဒီချင်းမိတ်ဆွေများကျွန်တော်ထပ်ပြီးတော့အကြိုက်ဆုံးကဏ္ဍလေးတွေဆိုရင်ကျွန်တော်16 10 တင်ငါ64 65 60 43 4ခု4နှစ်ဖြစ်ပါတယ်ဒါကျွန်တော်တို့ကြိုက်ဆုံးယူထုတ်ထားတဲ့ကဏ္ဍ9ခွက်ပါကျွန်တော်တို့ချင်းမိတ်ဆွေများကန်ဆက်လို့ပေါက်ကြပါစေကျွန်တော်ရဲ့ YouTube channel ကိုလည်း like share subscribe လေးနှိပ်ပေးပါဦး